ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေက lucky လေးအမြဲတမ်းကံကောင်းတဲ့သူလေးတစ်ချိန်တည်းမှာပဲအမုံခုပြောနေပေမဲ့လည်းတချို့လူတွေကတွေးလိမ့်မယ်ငါအမြဲတမ်းကံကောင်းတာလည်းမဟုတ်ဘူးတကယ်ငါ lucky လည်းမဟုတ်ဘူးဒီလိုမျိုးလေးတွေးတတ်တယ်ဟုတ်ပါတယ်အဲ့လိုမျိုးတွေးတတ်တယ်အဲ့လိုတွေးတဲ့အခါကျတော့အမုံတွေကအဲ့လိုကြီးတွေးလိုက်တဲ့အတွေးကကိုအကျိုးမရှိစေဘူးပဲအမှန်တကယ်ရတော့လေအမုံတို့ကဒီငါကံမကောင်းနေပါဘူးဒီလိုမျိုးကြီးတွေးတော့အကျိုးမရှိကိုကလည်းတကယ်အဲ့ဒါယူလိုချင်တာမျိုးမဟုတ်ဘူးအဲ့လိုမျိုးလိုချင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မုံတို့တွေကကိုလိုချင်တဲ့ဟာလေးတွေကိုကိုကပြောင်းပြောရမှာဥပမာသတိထားကြည့်လိုက်ကိုရဲ့မိသားစုထဲမှာပဲဖြစ်ဖြစ်ကိုရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ဟာတွေထဲမလိုချင်တဲ့အရာလေးတွေကိုပြောမိတတ်တယ်ကိုလည်းအဲ့လိုမျိုးပဲအရင်တုန်းကမလိုချင်တဲ့အရာတွေကိုပဲပြောမိတတ်ဒါတွေကိုပဲကြားနေတော့ဒါလေးတွေပဲပြောရမယ်လို့သိထားတာဟုတ်အဲ့ဒါကိုရဲ့နှုတ်ကလည်းသိလို့တော့မဟုတ်ဘူးဒါပေမဲ့မသိလိုက်မသိပါတဲ့နဲ့သူကသူလှုပ်ကလေးနဲ့ပြောမိသွားတာမှားလားဆိုရင်တော့မမှားဘူးဒါပေမဲ့ဝန်ကကိုစီကိုကောင်းတဲ့အရာတွေရောက်လာချင်တာကိုစီကိုအဆင်ပြေတာတွေတကယ်ကိုလိုချင်တဲ့အကြိုက်ဆုံးဟာတွေအဲ့ဒါတွေရောက်လာချင်တာအဲ့လိုရောက်လာချင်တယ်ဆိုလို့ရှိရင်ဝန်ကကိုကလည်းတကယ် lucky လေးဖြစ်ချင်တာဟုတ်တယ်အဲ့လိုဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုပြောပြရမှာဟာငါက lucky လေးဟာငါကအမြဲတမ်းကံကောင်းသူလေးဒီလိုမျိုးနဲ့ကိုကဒီလိုမျိုးကြီးပေါ့ဟာငါကအမြဲတမ်းကံကောင်းနေတယ်အဲ့လိုမျိုးပြောနေရမှာတော့မဟုတ်ဘူးကိုရဲ့စိတ်ကလေးထဲမှာကိုငါကအမြဲတမ်းကံကောင်းနေတဲ့သူလေးငါက lucky လေးပါမှန်လေးကိုပဲကြည့်ပြီးတော့ပဲဖြစ်ဖြစ်ဒီလိုမျိုးကိုအားနဲ့ကိုအမြဲတမ်းပြောပေးကြည့်အဲ့လိုပြောပေးကြည့်အားဖြင့်အချိန်ကြီးကြာလာတဲ့အခါမှာကိုကတကယ်ပါကျုပ်စီကတော့ဖျားကြီးပြောသလိုမျိုးပဲစန္ဒရှိတယ်ဆိုရင်အဲ့ဒီຢာကရောက်လာတယ်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေလက်ခံထားတာရှိလိမ့်မယ်အဲ့ဒါကပါစိတ်ကအရေးကြီးဆုံးပဲဟုတ်တယ်စိတ်ကအရေးကြီးဆုံးပဲဒါပေမဲ့အဲ့ဒီစိတ်ကိုစန္ဒတွေနဲ့ပေါင်းဖြည့်ပေးရတယ်အဲ့တော့ငါက lucky လေးငါကကံကောင်းတယ်ငါလိုချင်တာတွေရတယ်ဆိုတာလဲစန္ဒပဲငါကကံမကောင်းဘူးငါလိုချင်တဲ့ຢာတွေမရနေလိုမျိုးဖြစ်လာတယ်အဲ့ဒါကလည်းစန္ဒပဲအဲ့တော့ကိုလိုချင်တဲ့ຢာတွေကိုစန္ဒပြုတ်မလားကိုမလိုချင်တဲ့ຢာတွေကိုပဲစန္ဒပြုတ်မိနေလားစဉ်းစားပါပြီးတော့ကိုကဘာလိုချင်တာလဲကိုလိုချင်တဲ့အရာကိုစီကိုရောက်လာခြင်းနဲ့ဆိုရင် your choice ကိုလိုချင်တာကိုပဲကိုစမ်းပြီးတော့မှဒီနေ့ကနေပြောပေးကြည့်ပါအဲ့လိုပြောပေးခြင်းအပြင်ကိုဟာတဖြည်းဖြည်းနဲ့ကိုလိုချင်တဲ့အရာတွေကကိုစီကိုလွယ်ကူကူနဲ့ရောက်လာတယ်ဆိုတာကိုနှလုံးသားထဲကနေခံစားမိလာလိမ့်မယ်ယုံကြည်လာပါလိမ့်မယ်ဒါလေးကိုတတိလေးထားပြီးတော့မှလုပ်ပေးကြည့်ပါကျေးဇူးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ you can do it you are hero